ခြံဝန်းကျကျအိမ်ကျကျ lifestyle နဲ့နေကျင်တဲ့သူတွေအတွက်အိမ်ကောင်းလေးတစ်ခုပြပေးမယ်နော်ဒီအိမ်လေးကတော့သင်္ကန်းကျွန်းမြို့နယ်သူမင်္ဂလာလမ်းအနီးမှာတည်ရှိပြီးဂျန်ရှင်းစာဝနာ AKK Shopping Mall ILPC Brainwash တို့လိုလူသိများတဲ့နေရာတွေနဲ့အနီးဆုံးမှာတည်ရှိလို့ location အကောင်းဆုံးလို့ပြောလို့ရပါတယ်ဒီအိမ်ရဲ့ထူးခြားချက်ကတော့ခြံဝန်းကျကျပါရှိရပဲဖြစ်တဲ့ White 19 acre ကျယ်ဝန်းတဲ့မြေပေါ်မှာ38ပေ53ပေအကျယ်ရှိတဲ့300စီလုံးကျတိုက်ပဲဖြစ်ပါတယ်ဒီအိမ်ရဲ့ဒီလိုအရှိမဆိုရင် landscape area ပေ60နီးပါးကျယ်ဝန်းတဲ့ခြံကျယ်ကိုမြင်တွေ့ရမှာဖြစ်တယ်ဒီမြေနေရာအလွတ်မှာကိုယ့်ရဲ့ပေါ်တော်မိသားစုတွေအပန်းဖြေဖို့အတွက် private area လေးလောက်တာဖြစ်ဖြစ်ဒါမှမဟုတ်ဒီလို garden area မှာ garden လှလှလေးဖန်တီးဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်နောက်တစ်ခုကတော့ swimming pool လေးတစ်ခုလှလှလေးဖန်တီးလို့လည်းလုပ်လို့ရတယ်ပြီးနောက်တစ်ခုကတော့ဒီအိမ်မှာtransformer ကိုလည်းအထိုင်တက်ဆင်ပေးတာဖြစ်တယ်ဆိုတော့အိမ်ထဲကိုလည်းလက်ကြည့်ကြအောင်အိမ်ထဲကိုဝင်ခြင်းမှာပဲကျယ်ဝန်းတဲ့ living area ကိုမြင်တွေ့ရမှာဖြစ်တယ်ဒါအပြင်အိမ်ခန်းတစ်ခန်းနဲ့ကျယ်ဝန်းတဲ့မိဖို့ကြောင်လည်းတွေ့မြင်ရဖြစ်ပါတယ်ပထမတစ်မှာဆိုရင်တော့မိသားစုအေးစစ်စစ်အနားယူနိုင်တဲ့ living area တစ်ခုပါရှိပြီးတော့ living area နဲ့အပြင်ဘက်ကိုထွက်လိုက်မယ်ဆိုရင်တော့ကျယ်ဝန်းလာတဲ့ balcony ကိုတွေ့ရမှာဖြစ်ပါတယ်ဒါအပြင်ပထမတက်မှာပဲကျယ်ဝန်းတဲ့ master bedroom 3ခန်းတောင်ရှိတာမို့လို့မိသားစုအမြောက်များလေးနေထိုင်နေပါတယ်အပေါ်ဆုံးတက်မှာဆိုရင်တော့တက်လိုက်တာနဲ့ပထမဆုံးမြင်တွေ့ရမှာက balcony တစ်ခုပါရှိမှာဖြစ်ပါတယ်ဒီ balcony ကအရန်ကျယ်ဝန်းတာမို့လို့တစ်ပင်ပန်းပင်လေးနဲ့အလှဆင်ထားလိုက်မယ်ဆိုရင်မိသားစုအေးဆေးဆေးအနားယူနိုင်တဲ့နေရာကောင်းလေးတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်balcony ကနေပြန်ဝင်လိုက်တာနဲ့ဖျားဆောင်ဆောင်ထားရှိမဲ့ area ကျယ်ဝန်းကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဖျားကန်းနဲ့ကက်လျက်မှာဆိုရင်တော့ master bedroom အခန်းကျယ်တစ်ခုထပ်မံပါဝင်တာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အသင့်ပါဝင်တဲ့ facility အနေနဲ့ aircon 10လုံး solar system 2000လီတာဆန်ရေတိုင်ကြီးတို့ပါဝင်ပါတယ်ဒါအပြင်တိမ်လုံးကိုကျွန်းပါကေအပြည့်ခင်းထားရပဲဖြစ်ပါတယ် roof slab ပေါ်မှာလည်းရွှေပြားအပြည့်ခင်းထားပြီး maintenance လုပ်ရတာပုံမှန်ပဲကူစေပါတယ်ဒီလိုမျိုးသင်္ကန်းကျွန်းလိုနေရာကောင်းတစ်ခုမှာတည်ရှိပြီး facility ပြည့်စုံအောင်တည်ဆောက်ထားတဲ့အိမ်မျိုးကအမြန်ဆုံးအပိုင်ယူထားတဲ့နေရာကောင်းတစ်ခုပါမိသားစုနဲ့ပဲနေမလားယင်းနှိမ့်နှံမှုအနေနဲ့ပဲကြည့်မလားဒီအိမ်ဟာဝယ်ယူသူတိုင်းအတွက်အထူးသင့်တော်စေမယ့်အိမ်မျိုးဖြစ်ပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားရဆိုရင်တော့ HK Property ရဲ့ chat box ကိုဖြစ်စေ hotline ဖုန်းနံပါတ်တွေကိုဖြစ်စေဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးအိမ်ယာကောင်းလေးတွေကိုမိတ်ဆက်ပေးသားမှာမလို့ပြန်လည်ဆွေးနွေးကြပါမယ်နော်